ကျန်းစာတော့နည်းနည်းလေးဟိုများမယ်ပေါ့နော်ကျန်းညွှန်းလေးတော့တရားဟောကျမ်းခန်းကြီး29အငယ်19မှာနော်မောရှေပြောထားတယ်ဘုရားသခင်ရဲ့အလိုတော်ဆိုတာဆိုတော့အဲ့မှာအလိုတော်ကတဲ့ကောင်းကင်ဘုံမှာပြည့်တယ်လို့တဲ့မြေကြီးပေါ်မှာလည်းပြည့်စုံပါစေဆိုတော့ဘုရားသခင်အလိုတော်လို့ပြောတဲ့အခါမှာကျွန်တော်တို့စဉ်းစားကြည့်အောင်ဒီမှာဘာအပေးခြင်းလဲဆိုတော့နှစ်ခုရှိတယ်တစ်ခုကကျွန်တော်တို့မသိနိုင်တဲ့အလိုတော်ရှိတယ်ခုနတရားဟောကျမ်းအခန်းကြီး29အငယ်29မှာဆိုတော့ကျွန်တော်တို့ဘုရားသခင်ရဲ့အလိုတော်မသိနိုင်တဲ့အလိုတော်ကိုကြတော့ဘုရားသခင်ပဲပြီးမြောက်စေတာဒါအောင်နားလည်ဖို့ရှိတယ်ဒီနောက်ပိုင်းဟာလေးကတော့နည်းနည်းလေးရှုပ်မသေးချာလေးနားထောင်မှာပဲဟိုသိနိုင်မှထင်တယ်နော်ဆိုတော့အဲ့ဒါကကျွန်တော်တို့ကြံစီတာမဟုတ်ဘုရားသခင်ရဲ့ကျွန်တော်တို့မသိနိုင်တဲ့အလိုတော်ဆိုတဲ့တစ်ခုကဥပမာဒီနေ့အနာရောဂါတစ်ခုဖြစ်တယ်အနာရောဂါတစ်ခုဖြစ်တယ်ကျွန်တော်တို့အားလုံးလည်းသိမှာပဲเนาะကျွန်တော်တို့ဆူတောင်းပေးကြတယ်ဆိုတော့ဘုရားသခင်အဲ့ဒီကျွန်တော်တို့မသိနိုင်တဲ့အလိုတော်ကအနာရောဂါဘုရားသခင်ဒီယောဂကိုကိုတော့ကျွန်တော်တို့ချစ်ရတဲ့သူခင်ရတဲ့သူညီကိုမောင်နှမတယောက်ယောက်မှဖြစ်တော့ကျွန်တော်တို့ဆူတောင်းတယ်အားရပါရဘုရားသခင်တကယ်လေရှုံတယ်ဆူတောင်းတယ်ဒါပေမဲ့မပြောက်ဘူးဗျကိုမျိုးလဲလို့လည်းဖြစ်မလာဘူးဆိုတော့ဘာလဲဘောအဲ့နဲ့တချို့ရွှေရှောင်ဆရာကြီးနဲ့တွေ့တော့ကျွန်တော်တို့ထပ်ပြောမင်းတို့ယုံကြည်ခြင်းမှတိတ်မရှိတာဟောငါတို့ပဲမယုံလို့လားပေါ့ဆိုမပြောက်ဘူးဆိုတော့ဘုရားသခင်လှုပ်ရတော့အလိုတော်ဆိုတာကျွန်တော်တို့သိလို့မရဘူးဆိုကျွန်တော်တို့စိတ်ဆန္ဒတွေမှာဖြစ်စေခြင်းတဲ့အတိုင်းလဲဖြစ်ချင်မှလည်းဖြစ်လာမှာဟုတ်ပြီနော်ဆိုတော့အဲ့လိုဖြစ်လာတဲ့အခါမှာဖြစ်တဲ့အတိုင်းကိုကျွန်တော်တို့ကဝမ်းမြောက်စွာနဲ့ဖြစ်လာတာကိုလက်ခံဖို့ပဲရှိတယ်အဲ့ဒါကျွန်တော်တို့မသိနိုင်တဲ့ဘုရားသခင်ရဲ့လှုပ်ရသောအလိုတော်နဲ့အကြံစီဒီလူကိုပျောက်စေခြင်းနဲ့မပျောက်စေခြင်းဘူးဆိုတာကျွန်တော်တို့မသိနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အနေနဲ့ကတော့ဘာဖြစ်စေခြင်းတာလဲပျောက်စေခြင်းတာပေါ့ဥပမာဗျာကျွန်တော်နေမကောင်းဖြစ်အတဲတန်အဲ့ရတစ်ခုခုဖြစ်တယ်ဆိုရင်ဘာပြောဒီရလူတွေပျောက်ဒါပေမဲ့ပျောက်ချင်မှပျောက်မှာဟာဆူတောင်းများအားပါဆူတောင်းမှနောက်နေ့ကျတော့ဘုရားဆရာမို့ဘုရားသွားပြီးရှော့သွားပြီးဖြစ်နိုင်တာပဲဘုရားသခင်အလိုတော်ဖြစ်နိုင်တယ်နော်အဲ့ဒါဆိုရင်ဘုရားသခင်မတရားဘူးနော်ကိုတော့ကျွန်တော်တို့မကြည့်ဘူးလားမဟုတ်ဘူးဘုရားသခင်ရဲ့အလိုတော်ထဲမှာကျွန်တော်တို့မသိနိုင်တဲ့အလိုတော်ဆိုတာရှိတာဒါကိုကျွန်တော်တို့နားလည်ဖို့ရှိတယ်ဆိုတော့ကျွန်တော်ကတော့ဆူတောင်းတာဘယ်လိုဆူတောင်းလဲဟိုကဘုရားသခင်ဒီယေရှုနာမဒီနာယောဂချက်ချင်းချင်းဘလို့ဘာညာပေါ့ဗျာအဲ့ဒီနာယောဂငြိမ်းတာတွေမငြိမ်းတာတွေကငြိမ်းစေခြင်းတာကဘု து ဆန္ဒဖြစ်နေတာလေကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆန္ဒကတော့ငြိမ်းစေခြင်းတာအဲ့လိုအတိုင်းပဲအဲ့ဒီဆန္ဒအတိုင်းပဲကျွန်တော်တို့ဆူတောင်းပြီးတော့ကိုယေရှုနာမနဲ့ဆူတောင်းငြိမ်းမယ်မငြိမ်းဘူးဆိုတဲ့ဘုရားသခင်ရဲ့မသိနိုင်တဲ့အလိုတော်ကတော့ကျွန်တော်တို့သိနိုင်လားမသိနိုင်ဘူးလေအဲ့ဒီအတွက်ကြောင့်မငြိမ်းခဲ့ဘူးမပြောက်ခဲ့ဘူးဆိုရင်ဒါကိုကျွန်တော်တို့ကဘုရားသခင်ကိုအပြစ်တင်မှုမဟုတ်အဲ့ဒါဘုရားသခင်ရဲ့သူ့ရဲ့လှုပ်ဝက်တဲ့အလိုတော်နဲ့အကြံစီတော်ကရှိနေတာကျွန်တော်တို့မှမသိနေတာဒါပေမဲ့ကျွန်တော်တို့ကတော့ခုနလိုအနာရောဂါငြိမ်းမှုအတွက်အလိုရှိလို့ကျွန်တော်တို့ရဲ့စိတ်ဆန္ဒကိုပဲရှေ့တန်းတင်ပြီးကျွန်တော်တို့ဆူတောင်းတာလေဆိုတော့တခါတလေဘုရားသခင်အလိုတော်ပဲကွာလို့အဲ့လိုဝင်ခံတာလေကျွန်တော်တို့စိတ်ပြတ်သွားတာစိတ်ပြတ်ပြီးတော့မျောလင့်ချက်မှိုက်သွားတာမျိုးမဟုတ်ဘူးဘုရားသခင်ပေါ်မှာကြောက်ရွံ့ခြင်းချစ်ခြင်းနဲ့သူ့ရဲ့ကောင်းမြတ်ခြင်းတွေအတွက်ကျွန်တော်တို့ကဒီအတွက်ဝန်ခံနေတာသဘောပဲအဲ့ဒါတော်ပါကြီးကွာဘုရားသခင်အလိုတော်မှာခုနကငါတို့ကြားရဘုရားသခင်အလိုတော်ဘာရှိမှတော်ပါအေးစိတ်ညစ်တော်မဆူတောင်းနေတော့ဖြစ်ခြင်းအဖြစ်အဲ့လိုမဟုတ်ဘူးဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေဘုရားသခင်ရဲ့ပြုတဲ့ကျေးဇူးတွေကိုနားလည်တဲ့အတွက်ကြောင့်အဲ့ဒီအလိုတော်ပေါ်မှာကျွန်တော်တို့ဝန်ခံနိုင်မှုရည်ကြီးတယ်အာမင်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ဆူတောင်းတိုင်းခုနလိုအနာယောဂတွေမငြိမ်းနိုင်ကျွန်တော်ဆူတောင်းတာမရတိုင်းဘုရားသခင်မပေးနိုင်တာဟာငါတို့ယုံကြည်ခြင်းအားနဲ့လို့အဲ့ဒါလေးကြောင့်မို့ဘုရားသခင်ရဲ့လှုပ်ဝက်တဲ့အလိုတော်ကကျွန်တော်တို့မှမသိနိုင်တာเนาะဒါဒီအလိုတော်ပြည့်စုံပါသည်ဆိုတဲ့မှာဒီကျွန်တော်နှစ်ချက်အားပေးခြင်းဆိုတော့ဘ
ရှင်မကုခရစ်ခန်းကြီး9ငယ်34လောက်မှာเนาะတမီးရဲ့ယုံကြည်ခြင်းကတဲ့အနာငြိမ်းစေတယ်ဆိုတာကျွန်တော်တွေးလိုက်မယ်เนาะအဲ့ဒီအဖြစ်ပြက်လေးအဲ့ဒီအနာငြိမ်းစေတယ်ဆိုတာကတော့ခုနလိုလူတိုင်းကိုအဲ့လိုမျိုးငြိမ်းစေတာတော့မဟုတ်ဘူးပြီးတော့ရှင်မကုခရစ်ခန်းကြီး2မှာအနာယောဂဖြစ်တဲ့သူကြောင့်မဟုတ်ဘူးသူဘေးမှာသူ့ကိုလာခြေလက်သေးတဲ့သူကိုလာပို့ပေးတဲ့သူ့ရဲ့တငယ်ချင်းတွေရဲ့ယုံကြည်ခြင်းကိုမြင်လို့အနာယောဂငြိမ်းခြင်းတွေ့ဒီသခင်ရှုရဲ့နာယောဂငြိမ်းခြင်းတွေတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ခုနလိုအဲ့အနာယောဂငြိမ်းတာလူတိုင်းတွေ့တော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဘုရားသခင်လှုပ်ဝတ်သောအလိုတော်ဘုရားသခင်ရဲ့အလိုတော်အချမ်းစီတော်တဲမှာကျွန်တော်တို့မသိနိုင်တဲ့အဟာကတော့ပျောက်တာမပျောက်တာဘုရားသခင်ရဲ့အလိုတော်အကြံစီတော်ထဲမှာပဲရှိတယ်။အဲ့ဒါကြောင့်မပျောက်တဲ့ခါမှာကျွန်တော်တို့စိတ်တက်ကြတာကျွန်တော်လူချင်းတို့တောင်းတဲ့အရာကျွန်တော်တို့စိတ်တက်မရလို့စိတ်တက်ကြတာမဟုတ်ဘူး။အဲ့ဒီအလိုတော်ထဲမှာဝင်ခံခြင်းကဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့တက်နိုင်ခြင်းဘုရားသခင်ရဲ့ဘယ်လိုခေါ်မလဲတဘောတော်ကိုနားလည်ပြီးတော့ဘုရားကိုချစ်ခြင်းထဲမှာကျွန်တော်တို့အလိုတော်ကိုဝင်ခံလာဖြစ်အောင်။တခါလေမရရင်ကျွန်တော်တို့စိတ်ကောက်တယ်လေစိတ်ဆိုးတတ်တယ်။ဆိုတော့ဒီလိုကလည်းမင်းတို့ရဲ့ဆေးရုံဆေးကန်းနေလို့အနာရောဂါတစ်ခုဖြစ်လို့ဆေးရုံဆေးကန်းနေသွားတယ်ဆိုရင်ဒါဘုရားသခင်ပေါ်မှာမင်းတို့ယုံကြည်ခြင်းမရှိလို့ဘုရားသခင်ကိုတေချာစိတ်မချလို့ယုံကြည်ခြင်းနဲ့ဆုမတောင်းရဲလို့အဲ့လိုမဟုတ်ဘူးတဲ့ချစ်တော်ညီကိုမောင်နှမတို့အဲ့ဒါလေဘုရားသခင်ပေးထားတဲ့တစားပလာတွေကိုကျွန်တော်တို့ကတေတေချာချာအသုံးပြုခြင်းတစ်ခုပဲအဲ့လိုတစ်ဖက်သက်ပြောလို့မရဘူးယုံကြည်ခြင်းနဲ့ဆုတောင်းဆေးရုံမသွားနဲ့တေသွားမှာပေါ့အောက်မှာသွေးသွန်နေတာတကယ်အဖြစ်ပြက်ပဲဒီမှာဖြစ်သွားတာအာနဲ့ဘေးအိမ်ကလူကမနေနိုင်လို့ကောက်ချီပြီးတော့ဆေးရုံသွားပို့တာခွန်ရှိဆေးရုံအသက်မိတယ်ဆိုရင်ဘာလို့စောစောမလာတာလဲဟိုအမသူကဆုတောင်းတယ်နတ်ဆိုးတွေနှင်းထုတ်နေတော့အဲ့ဒါမားတယ်ဆိုတော့ဘုရားသခင်အလိုတော်ကြံစီတော်ထဲမှာခုနလိုမျိုးသူထားပေးထားတဲ့တစားပလာတွေကိုနော်ဘုရားသခင်ရဲ့ကျေးဇူးတော်ရရလမ်းတော့ပေးထားတဲ့အရာတွေကိုကျွန်တော်တို့ကအသုံးမပြုဘူးအဲ့ဒါအသုံးပြုရင်မားတယ်ယုံကြည်ခြင်းနဲ့ပဲဆုတောင်းအဲ့ဒါဆိုရင်တော့မိတ်ဆွေသင်စဉ်းစားတော့ဆိုတော့တချို့ကဘာလို့ရှာလဲဆိုတော့ခုနအနာရောဂါငြိမ်းတဲ့ဆုကျေးဇူးတွေခုနလိုအံ့ဩဖွယ်ရနမိတ်လက္ခဏာတွေပြဿနာတစ်ခုပေါ်ပေါက်လာတဲ့ကျွန်တော်တို့ကဘာစဉ်းစားလဲဆိုတော့အာနာရှိတဲ့သူငွေကြေးရှိတဲ့သူနောက်ကိုကျွန်တော်တို့ကအာယုံဆိုင်တာเนาะတချို့ကခုနလိုမျိုးနမိတ်လက္ခဏာတွေကိုပဲအာယုံဆိုင်တာသူတောင်းရင်အနာပြောက်ကိုပြောက်အောင်မယ်ထူးဆန်းတဲ့နမိတ်လက္ခဏာတွေဒီခေတ်ကျွန်တော်တို့ online မှာကြားနေတဲ့အတိုင်းပဲဟာဘာဖြစ်တာလဲညာဖြစ်တာလဲဟာဘလို့ပေါ့နော်ဟိုဒါကျွန်တော်တို့မြင်တာပဲအဲ့လိုဟာတွေကိုဦးစားပေးပြီးလိုက်တာဆိုတော့ဒီနေ့ဘုရားသခင်ရဲ့မမြင်ရတဲ့လှုပ်ရတဲ့အလိုတော်ကသူ့ရဲ့ကျေးဇူးတော်ကိုအရင်ဆုံးရှာဖွေပြီးတော့အဲ့ဒီအလိုတော်ကိုဝန်ခံနိုင်ဖို့မိမိတို့ရဲ့ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ဆန္ဒတွေကိုညှင်းပယ်ဖို့ပဲအာမင်ကျွန်တော်တို့ကတော့ပျောက်ချင်တာပေါ့ကျွန်တော်တို့ကရချင်တာပေါ့ကျွန်တော်တို့ကဖြစ်ချင်တာပေါ့သူ့လည်းတောင်းတယ်စာလည်းရှောင်တယ်ဒါပေမဲ့မဖြစ်ခဲ့ဘူးမရခဲ့ဘူးဆိုခုနလိုမျိုးဘာမှစိတ်တည်းမကြမ်းအဲ့ဒါဘုရားသခင်ရဲ့အလိုတော်အကြံစီတော်ထဲမှာရှိတာမမြင်ရဘူးဆိုတော့ပြဿနာတွေပေါ်လာရင်လည်းခုနလိုငွေကြေးတွေအခွင့်အာဏာတွေထက်ဘုရားသခင်ရဲ့ကျေးဇူးတော်အရင်ရှာဖွေဖို့เนาะဒါတော့အလိုတော်ဒီကောင်းကင်ဘုံနဲ့ပြည့်စုံတကယ်သူမြေကြီးဘုံမှာပြည့်စုံပါတယ်နောက်ထပ်အလိုတော်တစ်ခုကဘုရားသခင်ကအဲ့ဒါကြတော့လှုပ်ဝက်ထားတာမဟုတ်ဘုရားသခင်ဖွင့်ပြထားတဲ့အလိုတော်အဲ့ဒါကဘာလဲဆိုတော့အလိုတော်ကိုမသိရင်ကျွန်တော်တို့မနာခံနိုင်ဘူးဆိုတော့ဒီမှာဘုရားသခင်ရဲ့နောက်အလိုတော်တစ်ခုကကျွန်တော်တို့ကိုဖွင့်ပြထားတဲ့အလိုတော်ကဘာရှိတယ်ဒီမှာနှုတ်ကပတ်တော်ရှိတယ်ဆိုတော့ကိုယ်ပိုင်ဆန္ဒကိုညှင်းပယ်ပြီးတော့ခုနပြောသလိုကိုယ်ပိုင်ဆန္ဒကိုညှင်းပယ်ပြီးတော့ညီးတွားခြင်းမရှိဘဲအသက်ရှင်ခြင်းရဲ့ခုနသခင်ယေရှုကကျွန်တော်တို့ရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့အရှင်သခင်လည်းဖြစ်တယ်ပေါ့နော်အဲ့ဒါ lordship လို့ခေါ်တယ်ဆိုတော့ကယ်တင်ရှင်လည်းဖြစ်တယ်လို့အရှင်သခင်လည်းဖြစ်တဲ့ကြောင့်ခုနလိုသခင်ယေရှုရဲ့အုပ်ဆိုးခြင်းထဲမှာဘုရားရဲ့အုပ်ဆိုးခြင်းထဲမှာအလုံးစုံဝန်ခံပြီးအသက်ရှင်ဖို့ကဘုရားသခင်ရဲ့ဖွင့်ပြထားတဲ့အလိုတော်အဲ့ဒါနောက်တစ်ခုအဲ့ဒါတော့လူတိုင်းသိနိုင်တယ်ဘာဖြစ်လို့လဲကျွန်တော်နှုတ်ကပတ်တော်ပေးထားတာအဲ့ဒါကြောင့်မသိနိုင်တဲ့အလိုတော်ရှိသလိုသိနိုင်တဲ့
အလိုတော်ရှိတယ်အဲ့ဒါမသိနိုင်တဲ့အလိုတော်ဆိုတာကျွန်တော်တို့ရဲ့ဆန္ဒတွေကိုကျွန်တော်တို့ဖြစ်ချင်တဲ့အရာတွေကိုကောင်းထည်ဖော်ပေးတာမဟုတ်ဘူးဘုရားသခင်ရဲ့အလိုတော်ထဲမှာပဲသွားတာရကျင်လည်းရမယ်မရကျင်လည်းမရအဲ့ဒါမရလို့ဘုရားသခင်အလိုတော်မရှိတာမဟုတ်ဘုရားသခင်အလိုတော်ကိုကကျွန်တော်တို့မသိနိုင်တဲ့ကြောင့်သိနိုင်တဲ့အလိုတော်ကတော့ဘုရားသခင်ရဲ့အုပ်စိုးခြင်းထဲမှာ 100% ဒီ lordship ထဲမှာကယ်တင်ရှင်အနေနဲ့တော့ကောင်းအရှင်သခင်အနေနဲ့တော့ကောင်းအဲ့ထဲမှာအုပ်စိုးခြင်းထဲမှာဝန်ခံပြီးအသက်ရှင်ဖို့အဲ့ဒါဘုရားသခင်ရဲ့ဖွင့်ပြတဲ့အလိုတော်ကတော့နှုတ်ဘတ်တော်အပြင်ကျွန်တော်တို့သိနိုင်တယ်အဲ့တို့ကြောင့်အလိုတော်ဒီကောင်းငင်ဘုံမှာပြည့်စုံတဲ့ကယ်တင်မြေကြီးဘုံမှာပြည့်စုံပါဆိုကျွန်တော်တို့ရဲ့မြေကြီးပေါ်မှာအသက်ရှင်တဲ့အသက်ရှင်ခြင်းကကောင်းငင်မှာရှိတဲ့ဘုရားသခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အသက်ရှင်ခြင်းကအဲ့ဒါအလိုတော်ဖြစ်တယ်ဆိုတော့ဒါကတော့ကျွန်တော်ကတော့ short point ပဲပေါ့နော်ဆိုတော့တကယ်တော့ तू ကတော့ဟိုအများကြီးပေါ့အချက်တွေကဆိုတော့နောက်တစ်ခုကအသက်မွေးလောက်သောအစာကိုကျွန်တော်တို့ကနေရစင်တိုင်းပေးသနာတော်ပါဆိုတော့ခုနအလိုတော်တို့ဘာလို့ကြတော့ဘုရားသခင်ဘက်ကို तू ကဆူတောင်းဖို့တင်ပေးနေအခုအသက်မွေးလောက်သောအစာနေရစင်ကျွန်တော်တို့ကိုပေးပါဆိုဘယ်သူအတွက်ပြောနေတာလဲကျွန်တော်တို့အတွက်ဆိုတော့နေစဉ်အသက်ရှင်ခြင်းကကျွန်တော်တို့အားလို့ပြောတဲ့အခါမှာကျွန်တော်တို့နေ့စဉ်အသက်ရှင်ခြင်းကကောင်းငင်ဘုံမှာရှိတဲ့ဖရာအားဖြင့်ဆိုတာကိုတော့ရည်ညွှန်းပေးနေတာကျွန်တော်တို့ပေးပါဆိုတော့ကျွန်တော်တို့ဟာရအတွက်ခုနလိုဆိုတော့အမှကျမ်းစာတစ်ချက်ကျွန်တော်တို့ဖတ်ကြည့်အောင်တုတ်တန်ကျမ်း30နော်အမှယာဂီတာအကူရပြောတဲ့စကားလေးကိုဖတ်ကြည့်တုတ်တန်30မှာတွေ့ကျွန်တော်တို့ဖတ်ကြည့်အောင်တွေ့တဲ့သူအရင်ဖတ်ပြလိုက်ပါရှိကို30နော်တွေ့လားဟုတ်တယ်30အကျွန်ုပ်မှနတ်တနှင့်မူတာကိုပေးတော်မူပါစင်ရဲခြင်းနှင့်ငွေရတဲ့ခြင်းကိုပေးတော်မမူပါနဲ့အတမွေးလောက်သောအစာကိုသာပေးတော်မူပါသို့မဟုတ်ကျွန်ုပ်သည်ကြွယ်ဝ၍ထာဝရဘုရားဘယ်သူနည်းဆိုလက်ကိုယ်တော်ကိုညှင်းပယ်မိဟုစိုးရိမ်စရာရှိပါ၏သို့မဟုတ်စင်ရဲ၍ရုပ်စာကိုခိုးသဖြင့်ကျွန်ုပ်၏ဘုရားသခင်နာမတော်ကိုမူတာနှင့်ဆိုင်၍မတ်ဆိုမိဟုစိုးရိမ်စရာရှိပါ၏ကောင်းတယ်နော်ဆိုတော့သူကတော့ဘာပြောလဲနေ့စဉ်အတွက်ပဲချမ်းသာဖို့လည်းမပေးနဲ့တဲ့နော်စင်းရဲလို့ရှိရင်လည်း तू ဘာဖြစ်မလဲतू ခိုးမိလိမ်မိညာမိမကောင်းတာလုပ်မိမယ်ပေါ့အဲ့တော့ဘာဝဲပေးနေအတန်မွေးတော့တော့အစာပဲပေးပါပြောရရင်ရောင်ရဲတဲ့အသက်တာနဲ့ဖျားပေးတဲ့လောက်ဖျားကျွေးတဲ့လောက်နဲ့ငါအသက်ရှင်မယ်လို့အဲ့လိုပြောတာတခါတည်းဒုက္ခအခက်ခဲအရန်ရောက်လာရင်လည်းလူကပြဿနာရှိတတ်တယ်တကယ်တခါတည်းကျွန်တော်တို့ခရိယန်တွေမှာအဲ့လိုရှိတတ်တယ်အဲ့လိုမဟုတ်ဘဲနဲ့စီးတဲ့ဥစ္စာအရန်ရှိသွားရင်ရောပြဿနာရှိတတ်တာပဲဆိုတော့သူစုတောင်းတာတော့ကောင်းတယ်အလေလက်ပဲဆိုတော့ဘုရားသခင်အသက်မွေးလောက်တော့အစားကျွန်တော်နေတိုင်းအဲ့ဒါပဲပို့နော်ဘုရားရဲ့သခင်ဘယ်သူလဲကိုပတ်သက်ရှိသွားကဘယ်သူလဲကွာဘုရားသခင်နောက်မရှိတော့ရင်ဒုက္ခရောက်ပြီးတော့တခိုးဖြစ်တဲ့အခါမှာသူများဟာတွေခိုးမိရင်လည်းကဲ့ရဲ့စရာဖြစ်မှာအရန်ကောင်းတယ်အဆူတောင်းကြတယ်အဲ့လိုကြောင့်ကျွန်တော်အသက်တာထဲမှာဘုရားသခင်ရဲ့ပို့ဆောင်ပေးတဲ့လောက်လူပဲဗျာဖြစ်ချင်တာပေါ့ဒါပေမဲ့အသက်မွေးလောက်တော့အစာလို့ပြောတဲ့အခါမှာကျင်းသေးတာတခုကအဲ့ဒီကျွန်တော်တို့လောက်ကင်နိုင်စွမ်းရှာဖွေနိုင်စွမ်းအားလုံးကိုကဘုရားသခင်စီကပဲလာနေတာအဲ့တော့သခင်ရှုအဲ့လိုဆူတောင်းမှုသင်ပေးတာတချို့ကပြောတယ်ကိုလုံးမှကိုစားရမှာပေါ့မယုံကြည်သူတွေအများနဲ့အစကားပြောတယ်တေချာစဉ်းစားကြည့်ဟုတ်လားတေချာကြည့်ရင်ဟုတ်တယ်လို့ပဲနော်ဆိုမနက်မိုးလင်းအလုပ်သွားရတယ်ကိုလုံးမှကိုစားရတာအလုပ်သွားရတယ်သူသွားတာလေဒါပေမဲ့ချစ်တော်ညီကောင်မောင်တို့အဲ့ဒီသွားနိုင်တဲ့ခြေထောက်တွေလက်တွေလှုပ်နိုင်တဲ့အစွမ်းဘုရားပေးတာအဲ့ဒါကြောင့်အဲ့လိုအသက်မွေးတော့သောအစာကိုပေးပါလို့ပြောတဲ့အခါမှာရောင်ရဲတဲ့သဘောအသက်တာထဲမှာတေချာဘုရားသခင်ပြုတဲ့ကျေးဇူးတော်ထဲမှာတေချာနားလည်ပြီးတော့အသက်ရှင်တဲ့သဘောပြောခြင်းအဲ့သခင်ရှုကအဲ့လာသင်ပေးတာချမ်းသာဖို့လည်းဆုမတောင်းခိုင်းဘူးဆင်းရဲဖို့လည်းပြောနေတာမဟုတ်ဘူးအသက်မွေးလောက်သောအစာဒီမှာဒီနေ့နော်အကူကပြောတဲ့စကားကိုကြည့်လေဆိုတော့အဲ့လိုမျိုးအသက်ရှင်တဲ့အခါမှာတဲ့နေ့စဉ်စားစာအတွက်ကျွန်တော်တို့ဆူတောင်းပြီးအသက်ရှင်တဲ့အခါမှာဘုရားသခင်ပေးထားတဲ့အမှုတော်မြတ်ကို
ကျွန်တော်တို့ကတက်နိုင်တဲ့ဘက်ကထမ်းရွက်ပါဝင်လှုပ်ဆောင်မှုတွေလည်းဘုရားသခင်ကအဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ကိုအတမွေးတော့အစာဖြစ်တဲ့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အာဟာရတဲ့ကျွန်တော်တို့လိုအပ်ချက်တွေကိုဖြည့်ဆည်းပြီးတော့သူ့ရဲ့အမှုတော်မြတ်ထဲမှာလည်းဘုရားသခင်ကနိုင်တဲ့ဘက်ကကျွန်တော်တို့ကိုအသုံးပြုချင်တာဖြစ်တယ်လို့နားလေရတယ်ဂျူယိုလေးစဉ်းစားကြည့်ဗျာဆိုတော့ကျွန်တော်တို့လောကမှာအသက်ရှင်တာဘာအတွက်လဲလို့ယူစဉ်းစားကြည့်အလုပ်လုပ်မယ်ပတ်စံရှာမယ်မိသားစုတွေကြည့်ရှုမယ်ဒါနဲ့ပြီးသွားမှာမဟုတ်တာရှားအလုံးမလုံးရောဘာနဲ့စားရမလဲလုံးမလုံးလည်းဘုရားကျွေးနိုင်ပါလေဒါပေမဲ့ဘုရားသခင်ကတင့်ကိုလှုပ်ဖို့အတွက်အခွင့်အရေးချိန်နာရီနဲ့အစွမ်းတတ္တိပေးထားတဲ့အတွက်ကြောင့်သင်အလုံးလုံးနေရတာသင်မလုံးနိုင်တဲ့အချိန်ကျရင်လည်းမစိုးရင်လည်းဘုရားကတင့်ကိုအမြဲတမ်းကျွေးနေမှာအခုလည်းကျွေးသလိုနောင်လည်းကျွေးဦးမှာဒါပေမဲ့ကျွန်တော်တို့သေချာပြန်စဉ်းစားကြည့်လောကထဲမှာအသက်ရှင်ပြီးအလုံးလုံးနေတာကကျွန်တော်တို့မိသားစုအရေးပဲလားတစ်ချိန်ကျရင်လည်းသေချာပြန်စဉ်းစားကြည့်လေတကယ်ဒီခေတ်လူတွေကတရားသဘောမပေါက်လို့ဗျလောဘဒေါသမောဟတွေများနေတာပတ်စံနေကျွန်တော်တို့အများကြီးရလာတယ်ဆိုပါစို့တည်ဝိုင်းရင်ဘာလုပ်အောင်လဲထားခဲ့ရမယ်မဟုတ်ဘူးလားအဲ့တော့ကျွန်တော်တို့အလုံးလုံးနေတာတွေကျွန်တော်တို့ရှာဖွေစုဆောင်းနေတာတွေကျွန်တော်တို့လုပ်နေတဲ့အရာအလုံးကတကယ်ရတော့လေအချိန်တိုင်းအနတ္တပဲဒါပေမဲ့တင့်ကိုဘုရားသခင်ကထားပြီးအလုံးလုံးစီပြီးတော့တင့်ကိုဒီနေ့အလောက်ကင်နေပေးထားပြီးတော့တင့်ကိုကျမ်းမာခြင်းနဲ့ပေးထားတာအလုံးကသူ့ရဲ့အမှုတော်မြတ်ထဲမှာလည်းနိုင်တဲ့ဘက်ကသစ္စာရှိသင်ပါဝင်တတ်ဖို့ပေးထားတာအဲ့ရပေါ်မှာပတ်လက်ကြတော့မှငါဆူတောင်းစည်းဝေးသွားခြင်းနဲ့လာမပြောနဲ့မရဘူးကောင်းတဲ့ချိန်သွားလေဟုတ်တယ်နော်ဆိုတော့အတမွေးတော့သူအစားအဲ့ဒီတော့ကြောင့်ဘုရားသခင်ကတဲ့ကျွန်တော်တို့ခန္ဓာကိုယ်မှာလိုအပ်တဲ့အစားအစာကိုကျွန်တော်တို့အတမွေးတော့သူအစာလို့တောင်းမိမဲ့ဘုရားသခင်ကအထက်ကောင်းတဲ့အရာတွေဘုရားသခင်ကပြင်ဆင်ပေးပါတယ်တဲ့ဆိုတော့သခင်ရှုကသင်ပေးတာအတမွေးတော့သူအစာပဲတောင်းပါလို့သင်ပေးတာအစပထမတော်ရဲ့ဆူတောင်းခြင်းအစနဲ့ပြန်ကြည့်လိုက်သခင်ရှုသင်ပေးတာကောင်းကောင်းတပည့်တော်တွေကိုဆိုတော့အဲ့ဒီအစာဟာရဆိုတာနေ့စဉ်အသက်ရှင်ဖို့ကျွန်တော်တို့အတွက်လုံလောက်တယ်နေ့တိုင်းအစာကိုကျွန်တော်တို့ကနေ့ရက်စဉ်ပေးပါเนาะကျွန်တော်ဒီအတမွေးတော်သောအစာကိုနေ့တိုင်းကျွန်တော်တို့တောင်းခံနေတယ်ဆိုတဲ့သဘောတရားကိုပါလဲဆိုတော့သေချာပြန်စဉ်းစားကြည့်ကျွန်တော်တို့လောက်ကင်ကြံစည်လေးအားလုံးကျွန်တော်တို့ပိုင်ဆိုင်မှုတွေအားလုံးကျွန်တော်တို့ရှိတာအားလုံးရဲ့အရာခသိမ်းအရေးအမြစ်ကဘုရားသခင်ဆိုတာကိုသိစေချင်တာခြေတော်ညီကိုမောင်းမတော့အဲ့ဒါကြောင့်ကျွန်တော်တို့အလုပ်လုပ်ရင်လည်းအတမွေးတော်သောအစာပဲဘုရားကြီးတော့ပဲဘာလို့လောဘတွေကြီးမှလဲဘာလို့ကုန်းယုံပြီးအတင်းရှာနေမှလဲဟုတ်တယ်မတနေ့ကုန်သမင်းစားရင်တော့နောက်ကျပြီးတော့လည်းချုပ်မနေတော့နဲ့ဘုရားကျွေးသလောက်ပေါ့ဟုတ်တယ်မသမင်းစားနောက်ကျပြီးလေချုပ်မနေနဲ့မိုးချုပ်ခံပြီးတော့လေဥပါတိုင်းနေဆင်းမနေနဲ့ဘုရားကျွေးသလောက်ပဲဒါပေမဲ့ဆရာရဲ့ရှိတုံးလောက်ရတယ်ရှိတုံးနဲ့လောက်မပါဘူးလောက်ပါခွင့်ရရှိရင်လောက်ပါဒါပေမဲ့ကျွန်တော်လောက်တာအားလုံးဟာလေတိကျပြန်စဉ်းစားကြည့်အချိန်ကျရင်ထားခဲ့ရမယ့်တူဘုရားသခင်နိုင်ငံတော်ဘုန်းတော်အတွက်ငါအလုပ်လုပ်တယ်ဆိုတဲ့စိတ်နဲ့လုပ်ရင်တော့အားဒါကျွန်တော်တို့အတွက်အသက်မွေးတော့သောအစာကကောင်းကြီးဖြစ်တာဝမ်းမြောက်စရာပဲနေ့ရက်စဉ်ပေးပါလို့ကျွန်တော်တို့နေ့စဉ်ကိုတော်ပေးပါလို့ဆုတောင်းနေတယ်ကကျွန်တော်တို့လှုပ်ဆောင်မှုအားလုံးကကျွန်တော်တို့ရဲ့တက်ကြွမှုကျွမ်းကျင်မှုတွေအစွမ်းတတ္တိတွေကြောင့်မဟုတ်ပဲဘုရားသခင်ကိုတော်ပြုတယ်ဆိုတဲ့ဘုရားကိုဗဟုပြုတဲ့ဆုတောင်းချက်မျိုးသခင်ယေရှုကသင်ပေးတာဟုတ်ပြီနော်ဆိုတော့အဲ့ဒီပထနာတော့ဆူတောင်းတဲ့အခါမှာအဲ့ဒါလွယ်လေးကျွန်တော်တို့မထင်နဲ့မလွယ်ဘူးကျွန်တော်တို့ရဲ့အပြစ်များကိုအပြစ်သေးဆောင်အောင်မလိုက်ပါသည်ပဲကဲနှုတ်တူမှာဟုတ်လားဟုတ်တယ်နော်ဒါနောက်ဆုံးခေါက်ကဟုတ်ပြီဆိုတော့ပြည့်ညတ်တော်ကိုတဲ့မနာခံတာနဲ့ကျွန်တော်တို့ကအပြစ်လွန်ကျူးတယ်ချိုးဖောက်တယ်ဆိုတဲ့သဘောဆိုတော့ဒီကျွန်တော်တို့အပြစ်များကိုလှုပ်ပါပြည့်သွေးဆောင်ဆုံးလိုက်မပါစီပဲဒီမှာတော့နည်းနည်းလေးရှုပ်ထွေးတရားလေးရှိတယ်เนาะကျွန်တော်အဲ့ဒါလေးအားပေးခြင်းနဲ့သခင်ယေရှုကဂလာတိခန်းကြီး3ငယ်73မှာကြည့်တဲ့တခါတည်းပူဇော်ပြီးတော့ကျွန်တော်တို့ကိုဘယ်လိုခေါ်မလဲဒီချိန်နဲ့ပူဇော်ပြီးတော့သခင်ခရစ်တော်ရဲ့ပြစ်ဒဏ်ခံယူခြင်းအသေးခံသွေးသွင်းခြင်းကကျွန်တော်တို့အတွက်ဖြောင့်မခြင်းကိုရပြီးသွားပြီဟုတ်ပြီเนาะဆိုတော့ဘုရားသခင်ဒီခရစ်တော်ရဲ့အပြစ်ဖြေခြင်းကိုကြည့်ရှုခြင်းဖြင့်ကျွန်တော်တို့ကိုဖြောင့်မတ်စေတာကိုကြောင့်မဟုတ်ဘူးเนาะဘယ်သူကြောင့်လဲသခင်ယေရှုပေးဆက်တဲ့
အပြစ်စီရင်ခြင်းကိုကြည်ပြီးတော့အဲ့ဒါကျမ်းညွှန်းနဲ့ကျွန်တော်ပြောပြမယ်2ကော9 21ဂလာတိ3 73ဂလာတိ9 19 21ဒါမနာခံတဲ့အခါမှာအပြစ်ဖြစ်တယ်ဆိုတာဆိုတော့အပြစ်လွတ်ခြင်းမခံရလို့ကျွန်တော်တို့အပြစ်တွေခွင့်လွတ်ပါလို့ကျွန်တော်တို့ဆုတောင်းနေတာမဟုတ်အပြစ်လွတ်ခြင်းရဖို့အတွက်ကျွန်တော်တို့ဖြောင့်မတ်ခြင်းရဖို့အတွက်ခရစ်တော်လှုပ်ပေးပြီးလားမလှုပ်ပေးပြီးဝိုင်းလားလှုပ်ပေးပြီးသွားပြီအဲ့တော့ဘာလို့မဆုတောင်းနေတာလဲအဲ့အကြောင်းပြောမယ်နော်အခုဒီရနဲ့ပတ်သက်ပြီးတော့ဆုမတောင်းတဲ့အုပ်စုတွေရှိတာဟုတ်ပတနာတော်ဆုတောင်းကြမလို့ဆိုတဲ့အုပ်စုတွေရှိတယ်လှုပ်ပေးပြီးသွားပြီလေဖြောင့်မတ်ခြင်းရတယ်လေဘာလို့ဆုတောင်းတာလဲတကယ်တကယ်တေချာစဉ်းစားကြည့်လေဆုတောင်းကြတော့မလိုတော့ဘူးနော်ကျွန်တော်တို့ပြည့်တယ်လှုပ်ပါခရစ်တော်ဘာလို့ပေးပြီးသွားတယ်အဲ့လိုမဆုတောင်းနေတာဟောတဲ့သခင်ယေရှုရဲ့လှုပ်ဆောင်ချက်ကိုမင်းကအဲ့ဒါမင်းညင်းဆန်နေတဲ့သဘောပါညာဆိုတော့ကိုကစဉ်းစားတော့ဟုတ်တယ်နော်ဟုတ်တယ်ကားလိုက်မှာဒီမှာလေသူကကြမ်းညွှန်းနေထောက်ပြတာလှုပ်ပြီးပြီးတော့ဒီချိန်နဲ့ပူဆိုတာအဲ့ဒါကြောင့်ဘာလို့အပြစ်လို့ဖို့ဆူတောင်းနေမှာလဲဆိုတော့ကျွန်တော်တို့ကသူကလည်းထောက်ပြတာလဲဘာနဲ့ပဲထောက်ပြတာဆိုတော့ဘာကြောင့်လှုပ်ရတာလှုပ်ဖို့ဆူတောင်းတာလဲဆိုတာအကြောင်းရှိတာဟုတ်ဆိုတော့အတေရောတစ်ကိုဘာလို့ညာတော့မလိုတော့ဘူးပေါ့ဗျာသူတို့ကတော့အဲ့လိုပြောတာထားပါတော့ဆိုတော့ကျွန်တော်တို့ကသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့အခါမှာဖြောင့်မတ်ခြင်းရပါတဲ့အခါမှာလောကတွေကနေချက်ချင်းထွက်သွားတာမို့နေ့တိုင်းကျွန်တော်တို့ဘာလုပ်နေသေးလဲသက်ရှင်နေသေးတယ်အဲ့ဒါကနေ့စဉ်ကျူးလွန်တာတွေရှိလားမရှိဘူးလားအဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေ့ခွင့်လွှတ်ဖို့အတွက်ဘုရားသခင်ကျွန်တော်တို့ပြည့်မြောက်ကိုကျွန်တော်တို့ပြည့်မြောက်ကိုလွှတ်ပါကျွန်တော်အဲ့ဒါကျွန်တော်သူတစ်ပါးအပြစ်ကိုလည်းသူတို့ကကျွန်တော်ပြမသောပြမြောက်ကိုလွတ်တဲ့ကဲဆိုကျွန်တော်တို့ရဲ့အပြစ်များကိုလည်းလွတ်ပါလို့ကျွန်တော်တို့ဆုတောင်းရတာအကြောင်းမဲ့မှာမဟုတ်တာအဲကြောင့်ခုနလွတ်ပေးပြီးသွားပြီဘာလို့လိုက်ဆုတောင်းနေမဟုတ်ဘူးနေတိုင်းကျွန်တော်တို့ကျူးလွန်နေပြည့်ရှိတာမရှိဘူးကျွန်တော်ချက်ချင်းသိသွားတဲ့ကိစ္စမှာမဟုတ်တာအဲ့ကြောင့်နေ့စဉ်ကျွန်တော်တို့မှားမိတဲ့အပြစ်တွေကျူးလွန်မိတဲ့အပြစ်တွေသခင်ရှုရဲ့ဖြစ်လို့ချင်းကတော့ပြီးပြီဒါပေမဲ့ကျွန်တော်တို့ကျူးလွန်မိတဲ့အခါမှာကျွန်တော်တို့ဘုရားသခင်ကျွန်တော်တို့ကိုလွတ်ဘာလို့လဲဆိုတော့ဘုရားရဲ့အပြစ်လွတ်ခြင်းကိုနားလည်လာမှအဲ့ဒါကိုခံစားတတ်တဲ့နှလုံးသားရှိမှကျွန်တော်တို့ကိုပြမတဲ့သူတွေကိုလည်းကျွန်တော်တို့လွတ်တတ်တဲ့နှလုံးသားမျိုးကျွန်တော်တို့မှာရှိလာမှာအဲ့ကြောင့်သခင်ရှုကအဲ့လိုဆူတောင်းပါလို့သင်ပေးတာဆိုတော့တချို့အဲ့ခုနပြောတာမင်းအဲ့လိုမျိုးသွားပြီးတော့ဆူတောင်းတယ်ဆိုလို့ရှိရင်ခွင့်လွတ်ခြင်းတောင်းပြီးတော့ခွင့်လွတ်ဖို့အတွက်ဆူတောင်းတယ်ဆိုလို့ရှိရင်ဒီပဏ္ဏတော်မေတ္တာဆူတောင်းတယ်ဆိုတော့ခရစ်တော်ရဲ့ဂုဏ်ကျေးဇူးတော်မင်းပျက်စီးစေတာပဲတဲ့ခရစ်တော်ပြုပေးတဲ့အမှုကိုမင်းမနာခံတာပဲအဲ့ဒါကိုမင်းစော်ကားသလိုပဲတဲ့အဲ့ဒါကြောင့်မင်းပဏ္ဏတော်ဆူတောင်းစရာမလိုတော့ဘူးအဲ့လိုပြောတာပဏ္ဏတော်ဆူမတောင်းနဲ့တော့ကျွန်တော်တို့ရဲ့ပြင်းများကိုလွတ်တကယ်ဒီဘက်ကျွန်တော်ပြင်းများတော့ပြင်းလွတ်တကယ်ကျွန်တော်တို့ရဲ့အပြစ်များကိုလွတ်တော်မူအောင်လည်းမင်းဆူတောင်းမနေနဲ့တော့တဲ့အဲ့ဒါခရစ်တော်ရဲ့ဂုဏ်ကျေးဇူးတော်မြင့်ပြမှားတာပဲဟုတ်တယ်လို့ပဲเนาะဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးကိုသိလာမှကျွန်တော်တို့ရဲ့လေအသက်တာထဲမှာခုနခွင့်လွှတ်ခြင်းကျေးဇူးတရားကိုပုံနာတဲ့လေသူများကျွန်တော်တို့ကိုပြမှားတဲ့အပြစ်များကိုခွင့်လွှတ်ဖို့အတွက်နှလုံးသားကကျွန်တော်တို့အကျွမ်းမဲ့နဲ့ပြင်ဆင်ထားပြီးသားဖြစ်လေလေပဲဆိုတော့ကျွန်တော်တခြားသူကိုခွင့်လွှတ်ဖို့မလွယ်ဘူးဗျာတကယ်ဒါပေမဲ့ဘုရားသခင်ပြုတဲ့ကျေးဇူးနဲ့ကျွန်တော်နေ့စဉ်ပြုမိတဲ့အားနည်းချက်ပြစ်တွေကိုဝင်ချတောင်းပန်တဲ့အခါမှာဘုရားရဲ့ခွင့်လွှတ်ခြင်းကိုခံစားရလေကျွန်တော်တို့ရဲ့အသက်တာထဲမှာသူများအတွက်ခွင့်လွှတ်တတ်တဲ့နှလုံးသားကအစင်နဲ့ပြင်ထားပြီးလေပဲအာမင်အဲ့အတွက်ကြောင့်ကျွန်တော်တို့ဆုတောင်းရတာဖြစ်ပါတယ်လွတ်ပြီးသားကိုစိတ်မချလို့လွတ်ပြီးသားမပြည့်စုံလို့မဟုတ်ဘူးပြည့်စုံတော့အာကြည့်လို့ဒါပေမဲ့ကျွန်တော်တို့နေ့တိုင်းဝင်ချတောင်းပန်ဘုရားသခင်ရဲ့ဂရုဏာတော်နဲ့ဘုရားသခင်ရဲ့ပြုတဲ့ကျေးဇူးတရားကိုပုံနာလေတဲ့အခါမှာသူများအတွက်လည်းကျွန်တော်တို့ခွင့်လွတ်တတ်တဲ့နှလုံးသားအစဉ်နဲ့ပြင်ထားပြီးသားဖြစ်တာဘုရားသခင်ရဲ့ဂရုဏာပို့ပြီးကျွန်တော်တို့ကိုစီစဉ်စေရဖြစ်တာအဲ့အတွက်ကြောင့်ကျွန်တော်တို့ပဏ္ဏတော်ဆူတောင်းခြင်းဒီခရစ်တော်ရဲ့လှုပ်ဆောင်ချက်ခုနအပြစ်တွေလွတ်ပါလို့ပြောတယ်မှာခရစ်တော်ရဲ့အသေးခံသွေးသွင်းခြင်းအပြစ်လွတ်ပေးပြီးတော့ဖြောင့်မတ်ခြင်းပေးထားတာကိုမယုံလို့လည်းမဟုတ်ဘူးအဲ့ဒါကိုခံစားရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဘုရားသခင်ရဲ့ကျေးဇူးတရားကိုပို့နားလေသဘောပေါက်လို့အဲ့လိုဆူတောင်းတာဆုမတောင်းရဘူးလို့ပြောရင်မှားတယ်အခုအဲ့လိုရှိတယ်နော်ဆိုတော့ကျွန်တော်တို့ချစ်တဲ့ညီကောင်မောင်နှမတွေတငယ်ချင်းမိတ်ဆွေတွေကအဲ့ဒီအသင်းတော်ရောက်သွားတာအထူးသဖြင့်အပြိုမာလေးတွေဆိုလဲအခွင့်အလမ်းအများကြီးရှိတယ်ကိုရီးယားမှာသွားရမယ်အိမ်အောင်ကြမယ်သူကချိတ်ဆက်ပေးတာပေါ့နော်ဆိုတော့သွားခြင်းနဲ့တရားတွေသွားကြပေါ့နော်ဆိုတော့ချို့လည်းသွားဖို့စိုက်ပြနေတယ်ပြောပါအားလုံးစီစဉ်ပေးမယ်
နော်နောက်တစ်ခုအပြစ်သေးဆောင်ရသူလိုက်ပါစီပဲမကောင်းသောမှုရမလဲကဲတို့တို့မှာဆိုပိုင်သောခွင့်နဲ့ဘုံတို့အာရုဘော်သည်ကဘာဆက်ဆက်အပြစ်သေးဆောင်ရသူမလိုက်မပါစီပဲမကောင်းသောမှုရလို့ပြောတဲ့အခါမှာဆိုတော့တူညီသောအတိတ်ပဲပေါ့နော်ဆိုတော့ဓမ္မသစ်မှာတော့သူကဘယ်လိုသုံးလဲဆိုတော့ပေါ့နော်အတိတ်ပဲ2မျိုးသူကအဲ့ဒါကိုသူတို့ကဖွင့်တာပေါ့ဟိုဖွင့်ဆိုချက်ကတော့စုံစမ်းခြင်းနဲ့သွေးဆောင်ခြင်းလို့ပြောအပြစ်သွေးဆောင်အောင်သူမလိုက်မပါစေနဲ့သူကအတိတ်ပဲဖွင့်တဲ့အခါမှာစုံစမ်းခြင်းနဲ့သွေးဆောင်ခြင်း English မှာတော့ရှင်းတယ်အပြစ်ကိုဥတည်စေသောမြူဆွဲခြင်းဆိုတာတဲ့စုံစမ်းသွေးဆောင်ခြင်းနဲ့လူတူရဲ့ယုံကြည်ခြင်းကိုတန့်စင်စေဖို့စက်သက်ခြင်းကတော့အဲ့ဒါစုံစမ်းခြင်းမတူဘူးဒါပေမဲ့သူရဲ့မူရင်း Greek မှာဘယ်လိုသုံးလဲဆိုတော့ဘယ်လိုသုံးတာလဲဆိုတော့အဲ့ဒီသွေးဆောင်ခြင်းတွေခုနစုံစမ်းခြင်းတွေအားလုံးကို Greek စကားလုံးတစ်ခုရဲ့နဲ့အဓိပ္ပာယ်2မျိုးလုံး Greek စကားလုံးတစ်ခုတည်းနဲ့သုံးလာတာသူရဲ့မူရင်း Greek ကျမ်းစာမှာတော့ဆိုတော့ဒါတော့ဘုဒ္ဓတာပြောပြတာပါGreek မသိလဲဘာမှပြဿနာမရှိဘူးအဲ့ဒီအဓိပ္ပာယ်2မျိုးလုံးစကား Greek စကားလုံးဘယ်လိုနဲ့ပဲသုံးလဲဆိုတော့တစ်လုံးနဲ့ပဲသုံးတာဆိုတော့ Greek မှာတော့အဲ့လိုသုံးတာဒါပေမဲ့အင်္ဂလိပ်လိုမှာတော့သူက2မျိုးခွဲပြီးသုံးတာသွေးဆောင်ခြင်းရဲ့စုံစမ်းသွေးဆောင်ခြင်းဆိုတာအပြစ်ထဲကျရောက်ဖို့စုံစမ်းခြင်းဆိုတာကကျွန်တော်ရဲ့ယုံကြည်ခြင်းတိုးပွားလာဖို့ပို့ပြီးတော့တန့်စင်စေဖို့ဒါဒီ2မျိုးခွဲခြားပြီးတော့နားလည်ရတာပေါ့နော်ဆိုတော့အပြစ်သွေးဆောင်တာမကြောက်ရောက်စေဖို့တဲ့ကျွန်တော်တို့ဘုရားသခင်ရဲ့တတိပေးခြင်းဘုရားသခင်ရဲ့စောင့်ရှောက်ခြင်းခံမှုအတွက်ကျွန်တော်တို့အဲ့ဒီဆုတောင်းချက်ကိုတောင်းရတာပြည့်သွေးဆောင်ရတယ်မလိုက်ပါစီပဲမကောင်းတော့မှုရမလဲကဲနှုတ်တော့မပါဆိုတော့အဲ့ဒီလိုမျိုးသွေးဆောင်ခြင်းတွေကိုမကြောက်ရောက်သွားဘူးကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီသွေးဆောင်ခြင်းတွေလာတဲ့ခါမှာပါမသွားဖို့အတွက်သခင်ယေရှုကအဲ့ဆုတောင်းချက်ကိုသင်ပေးထားတာဆိုတော့ကျွန်တော်တို့ကဘုန်းတော်ဝင်စားခြင်းတွေကိုမရောက်သေးတဲ့အတွက်ကြောင့်ခုနပြောကျွန်တော်ချက်ချင်းတည်သွားတာမဟုတ်တဲ့အတွက်ကြောင့်အပြစ်သွေးဆောင်ခြင်းတွေကိုကြားရောက်နိုင်သေးတယ်ပြီးတော့အားနေတဲ့လို့သွေးဆောင်ခြင်းတွေကိုကြားရောက်ဖို့အတွက်ဖြစ်နိုင်ခြင်းများတယ်အဲ့အတွက်ကြောင့်ဆုတောင်းခိုင်းတာဆိုတော့ခုနသွေးဆောင်ခြင်းနဲ့စုံစမ်းခြင်းမှာမတူတဲ့ဟာနှစ်ခုကျွန်တော်ပြောပြတယ်စုံစမ်းခြင်းကတော့ခုနကျွန်တော်တို့တွေ့ကြုံတယ်လေတွေ့ကြုံရတဲ့စုံစမ်းခြင်းတွေကတော့ခုနလိုအပြစ်သွေးဆောင်တာမျိုးနဲ့မတူဘူးသူကယုံကြည်ခြင်းအတွက်ကျွန်တော်တို့အသက်တာထဲမှာပို့ပြီးတော့ level ကြီးပိုမြင့်လာဖို့အတွက်စုံစမ်းခြင်းဆိုတာမတူဘူးသွေးဆောင်ခြင်းနဲ့ဒါတော့ခွဲခြားနားလည်ဖို့ဘာကြောင့်ဒီဆုတောင်းချက်ကိုတောင်းရလဲဆိုတော့ကျွန်တော်တို့ကအသွေးသားဇာတိခန္ဓာကိုရှိတဲ့အတွက်ကြောင့်အားနည်းတတ်သေးလို့ကျွန်တော်တို့အပြစ်ထဲကြာရောက်နိုင်သေးတယ်เนาะဆိုတော့ဒါကိုနားလည်ဖို့ရှိတယ်အဲ့ဒါကြောင့်ဘုရားသခင်အမြဲတမ်းကျွန်တော်တို့ကိုစုံစမ်းသွေးဆောင်ခြင်းခုနဖျားယောင်းခြင်းနဲ့သွေးဆောင်ခြင်းတွေကနေအမြဲတမ်းကွယ်ကာဖို့အတွက်လိုအပ်နေတယ်ဆိုတာကိုသိဖို့အတွက်ကျွန်တော်တို့ဆုတောင်းခိုင်းတာဘုရားသခင်ရဲ့ဆောက်ရှောက်ခြင်းဘုရားသခင်ရဲ့ကွယ်ကာခြင်းမပါရင်တော့ကျွန်တော်သွေးဆောင်ခြင်းတွေမှာကြော်လွှားနိုင်မှာမဟုတ်ဘူးဒါကိုနားလည်စေဖို့နောက်တစ်ခုအစိုးပိုင်သောခွင့်နဲ့ဘုံလုံးအာရုံတော်ဒီကဘာဆက်ဆက်ကဘာအဆက်ဆက်အစိုးပိုင်သောအခွင့်လို့ပြောတဲ့အခါမှာသုံးပါးတဆူဘုရားသခင်ဒီနေရာမှာတော့ကျွန်တော်တို့ရဲ့ယုံကြည်ခံယူချက်ကိုသေချာသိဖို့တော့လိုအပ်တယ်ကျွန်တော်တို့ကခမည်းတော်သားတော်တန်ရှင်သောဝိညာဉ်သုံးပါးတဆူဘုရားရဲ့အခွင့်အာဏာကိုသုံးပါးတဆူဘုရားရဲ့ရှင်ပြန်ဖြစ်ခြင်းဘာကြောင့်သုံးပါးတဆူဘုရားလို့သုံးနှုံးရလဲဆိုတော့တပါးတဆူရှိတာဟုတ်နော်ဒါတွေကလည်းအများကြီးယုံကြည်သူတွေကြားထဲမှာရှုပ်ထွေးစရာတွေရှိတာဆိုတော့ကျွန်တော်တို့ကဗာလဲသုံးပါးတဆူဘုရားသခင်ရဲ့အချုပ်အခြာအာဏာရှင်ပြန်ဖြစ်ခြင်းကိုနားလေဖို့သူ့ရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ရှိတယ်ဆိုတာကိုသိဖို့ဒီနေ့သခင်ယေရှုကအဲ့ဆုတောင်းချက်ကိုသင်ပြအစိုးပိုင်သောအခွင့်လို့ပြောတဲ့အခါမှာသုံးပါးတဆူဘုရားရဲ့အုပ်ချုပ်ခွင့်အာဏာအားလုံးကိုပြောချင်တာဖြစ်တာဒါကိုနားလည်ဖို့တပါးတဆူမဟုတ်ဘူးနော်မေဘုရားသခင်လည်းမဟုတ်ဘူးယေရှုတရုတ်မှလည်းမဟုတ်ဘူးသုံးပါးခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့အုပ်ချုပ်မှုအောက်မှာကျွန်တော်တို့ရှိနေတာဒါကိုနားလည်ဖို့ဖြစ်ပါတယ်ဆိုတော့ကောင်းကင်နဲ့မြေကြီးနှစ်နေရာစလုံးမှာအဲ့ဒီသုံးပါးတဆူဘုရားသခင်ရဲ့အုပ်ချုပ်မှုရှိတယ်ဆိုတော့ကျွန်တော်တို့ကောင်းကောင်းသဘောပေါက်ဖို့စိုးပိုင်သောခွင့်နဲ့ဘုံကူအာနုဘော်တော်လို့ပြောတာအဲ့ဒါကြောင့်ဘုရားသခင်ရဲ့သုံးပါးတဆူဘုရားရဲ့အုပ်ချုပ်မှုအောက်မှာမြေကြီးမှာရောကောင်းကင်မှာလွတ်တဲ့နေရာမရှိဘူးအဲ့ဒါယေရှုတရုတ်မှလည်းမဟုတ်တပါးတဆူလည်းမဟုတ်မေဘုရားသခင်လည်းမဟုတ် Mother God လည်းမဟုတ်ဘုရားလေးတွေလည်းမဟုတ်သုံးပါးတဆူဘုရားသခင်
အားရကတော့တကယ် theology မှာကျွန်တော်တို့ယုံကြည်ခြင်းကိုခုခံကောက်ွယ်ဖို့ခုတည်းကအသေးပတ်တာသုံးပါးတဆူကျွန်တော်တို့ယုံကြည်တာဖြစ်တယ်အာမင်ရှေ့တော်ရှေ့နေပြီတဲ့နော်ဆိုတော့နောက်တစ်ခုကဘုံအာနုဘောဆိုတဲ့အစိုးပိုင်သောခွင့်နဲ့ဘုံတကူအာနုဘောဘုံတကူအာနုဘောဘုံအာနုဘောဆိုတာသူ့ရဲ့အပိဓာန်အဓိပ္ပာယ်ကဘာလဲဆိုတော့ချီးမြှောက်တဲ့စကားလုံးသူရဲ့အပိဓာန်အဓိပ္ပာယ်မှာကြည့်လို့ရှိရင်ဆိုတော့ဒီကျမ်းစာရဲ့ Greek အဓိပ္ပာယ်မှာသွားကြည့်လို့ရှိရင်တဲ့ဂုဏ်အသရေကြော်ကြားမှုကိုရည်ညွှန်းတဲ့စကားလုံးသူရဲ့ Greek စကားလုံးကတော့ဆိုတော့ဘုံအနုဘောလို့ပြောတဲ့အခါမှာချီးမြှောက်ခြင်းခံရတာကြော်ကြားမှုဂုဏ်အသရေကိုရည်ညွှန်းတဲ့စကားလုံးအဲ့တို့ကြောင့်ကျွန်တော်တို့ရဲ့အတ္တထဲမှာဘုံအစိုးပိုင်သောခွင့်နဲ့ဘုံတို့အစိုးပိုင်နဲ့အစိုးရတဲ့ဒီသုံးပါးစုဘုရားသခင်ကိုအမြဲတမ်းချီးမြှောက်ပြီးတော့သူရဲ့နာမတော်ကိုချီးမွမ်းပြီးသက်ရှင်မှုသခင်ယေရှုကကောင်းကောင်းသင်ပေးတာဖြစ်တယ်ဆိုတော့ပြီးတော့နောက်တစ်ခုဘာထပ်သုံးသေးလဲဆိုတော့အလင်းသို့မဟုတ်တောက်ပမှုခန္ဓာထဲဝမှုသူရဲ့ Greek စကားလုံးမှာဒီဘုံအာနုဘော်တော်ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်သူရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအများကြီးရှိတယ်ဆိုတော့ရွေးနှုတ်ခံသူတွေကဘုရားသုံးပါးတဆူဘုရားသခင်နဲ့သက်ဆိုင်ပြီးတော့အဲ့ဘုရားရဲ့အလိုတော်နဲ့အကြံစီတော်ထဲမှာဝန်ခံအသက်ရှင်တဲ့သူတွေဘုရားသခင်ရဲ့ဘုန်းတော်အတွက်အသက်ရှင်တဲ့သူတွေဖြစ်ဖို့အတွက်ဘုရားသခင်အလိုရှိတယ်ဆိုတာကိုနားလည်ဖို့ဒီဆုတောင်းချက်တောင်းပါလားအဲ့အတွက်ကြောင့်ချစ်တော်ညီကိုမောင်းမှာတော့လူဘဝမှာအကြီးဆုံးကောင်းကြီးနဲ့လူဘဝမှာအမြင့်မြတ်ဆုံးအသက်ရှင်ခြင်းကသုံးပါးတဆူဖရားရဲ့ဘုန်းတော်အတွက်အသက်ရှင်ခြင်းပဲဖြစ်တယ်အာမင်ဒီနေ့ကျွန်တော်တို့လောကမှာအသက်ရှင်နေတာဘာအတွက်အသက်ရှင်နေတာလဲအဲ့ဒါကြောင့်အဲ့ဒီဆူတောင်းခြင်းကိုဘာနဲ့ပဲအဆုံးသတ်သွားလဲဆိုတာအစိုးပိုင်သောခွင့်နဲ့ဘုံတို့အာနုဘော်သည်ကဘာဆက်ဆက်ကိုယ်၌ရှိပါဆူတောင်းခြင်းအဆုံးမှာချီးမွမ်းခြင်းစကားလုံးနဲ့ပဲပြန်ပြီးအဆုံးသတ်သွားတာအဲ့ဒီအခွင့်အာဏာနဲ့ဘုံတည်းအလုံးစုံကိုပိုင်တဲ့ဘုရားသခင်ခရစ်တော်ကိုမျှော်ကြည့်ဖို့ဆိုတော့သူရဲ့ဒီတေချာဒီပထနာတော်တေချာခုချင်းဒီခွဲခြားစိတ်ဖြာရင်တော့ပိုကောင်းတာပါဗျာအချိန်လည်းတော်တော်လင့်သွားပြီဆိုတော့တကယ်တော့အချိန်အများကြီးယူပြီးတော့အသေးစိတ်ပြောရင်တော့ပိုပြီးရတာရှိတာပေါ့ဟုတ်ပြီဆိုတော့ဒီပထနာတော်အဆုံးသတ်မှာအစိုးပိုင်သောခွင့်နဲ့ဘုံတို့ကဘာဆက်ဆက်ကိုနိုင်ရှိဆူတောင်းခြင်းကိုဘာနဲ့အဆုံးသတ်လဲဆိုတော့ချီးမွမ်းခြင်းစကားလုံးနဲ့အဆုံးသတ်တယ်ဆိုတော့အဲ့ဒီဂုဏ်တရေနဲ့ခုနဘုံတရေအလုံးစုံကိုပိုင်ဆိုင်တဲ့ခရစ်တော်ကိုမျှော်လင့်ပြီးတော့အသက်ရှင်ဖို့အတွက်အဆုံးမှာဘာထပ်ပြောသေးတယ်ဆိုတော့အာမင်ဘာတွေ့လဲအာမင်ဆိုတော့သူကဟေဘရဲစကားလုံးကဆင်းသက်တာအာမင်ဆိုတာကျွန်တော်ကြုံမှုတယ်ဆိုတော့ဒါကျွန်တော်တို့နှစ်ချင်းတိုင်းဝိုင်းမှာပေါ့ဆိုတော့အဲ့လိုကျွန်တော်တို့ကတော့အပြင်နေသွားတာများလူငယ်ဘဝမှာအာမင်ထူးရင်အာမင်ဘာညာအဲ့လိုပြောလို့ရှိရင်ကျွန်တော်နှစ်ချင်းရဆရာတွေကမကြိုက်ဘူးဗျအဲ့လိုပြောလို့မကြိုက်လည်းမတတ်နိုင်ဘူးအဲ့ဒါရဲ့ဟိုတခြားကိုင်းကနာတွေပြောတဲ့စကားလုံးပေါ့နော်အဲ့လိုကျွန်တော်တို့ပြောတယ်ကျွန်တော်စိတ်ထဲမှာသိတော့ပုံဝင်မကြောက်အဲ့တော့ဒီပြေဆောင်ဝချက်တချင်းတွေမပေါ်ခင်မှာခိုးရတဲ့ချင်းလေးတွေပေါ်လာကောင်းတော်သူကြီးခြေရာတို့ပြောရှင်ဟိုကိုရိုနိုင်ဝမ်းမြောက်ခြင်းသည်ခွန်အားရစေသည် give me why amen လိုက်ကျွန်တော် AG မှာဒီ chorus တချင်းလေးတွေအများကြီးဆိုကြအောင်ကျွန်တော်တို့လည်းဆိုရတာသဘောကျတယ်ကျွန်တော်တို့အသင်းတော်မှာကျွန်တော်တို့အဲ့လိုလူငယ်ချိန်လေးတွေမှာဆိုတော့ပြီးဟာလေလုယာအာမင်တွေပါသုံးတာဟိုအပြင်ကိုင်းကနာတွေအဲ့လိုပြောတော့ကျွန်တော်နှစ်ချင်းရဆရာတွေမကြိုက်အဲ့ဒါတဲ့တခြားကိုင်းကနာတွေသုံးတာပေါ့နော်ဒါပေမဲ့နောက်ပိုင်းနားလည်လာတဲ့အခါမှာအာမင်ဆိုတဲ့စကားလုံးကျမ်းစာမှာရှိတာအများကြီးဗျာအဲ့ဒီအာမင်စကားလုံးနှိပ်လိုက်ပြီးတော့ကျွန်တော် Google မှာရှာလိုက်အကျဉ်းကြီးဘယ်လောက်လဲဆိုတာတော့ပါတယ်ဒါ Google ကရှာလို့လွယ်တယ်အရင်တော့ကျွန်တော်တို့ဂျင်းလာထည့်လို့မရတော့ဒီခေတ်က AI ခေတ်ဖြစ်သွားတာပေါ့နော်ဆိုတော့အာမင်လို့ပြောတဲ့အခါမှာသူရဲ့ဟေဘရဲစကားလုံးရဲ့အဓိပ္ပာယ်ကဘာလို့သွားဆိုလို့ရှင်လဲမှန်ကန်ပါတယ်တဲ့တေချာပေါက်ပဲတကယ်ချင်းနေတယ်ဆိုတော့အဲ့တော့ကြောင့်ပထနာတော်ရဲ့အဆုံးမှာချီးမွမ်းခြင်းနဲ့ဆုံးတာခရစ်တော်ရဲ့ဘုန်းတရေနဲ့သုံးပါးတဆူဘုရားသခင်ရဲ့ဘုန်းတရေအလုံးစုံပိုင်ဆိုင်တဲ့ခရစ်တော်ကိုမျှော်လင့်ခြင်းဖြင့်အသက်ရှင်ရတာ
ကျွန်တော်တို့ပန်ကန်ပါတယ်အာမင်လို့ဆုတောင်းတာတကယ်ပဲသေချာပေါက်တို့တကယ်အဲ့တိုင်းအသက်ရှင်ပါမယ်လို့ဆုတောင်းနေဆိုတဲ့အဓိပ္ပာယ်ရတာအဲ့တော့အာမင်ဆိုတာတခြားခိုင်းကနာတွေပြောတာမဟုတ်ဘူးကျမ်းစာထဲမှာဘုရားသခင်ကိုရဲ့စကားကိုကျွန်တော်တို့ဝန်ခံပါတယ်မှန်ကန်ပါတယ်ဟုတ်ပါတယ်သေချာပေါက်တကယ်လုံးဝဟိုဗျာကျွန်တော်မြန်မာမှုနဲ့အင်္ဂလိပ်လိုပြောတက်ရှူဟာသေချင်းနေတက်ရှူဟာအဲ့လိုကျွန်တော်တို့ဟိုပြောသလိုတကယ်ကိုဒီဟာကိုကျွန်တော်တို့ကဝန်ခံပါတယ်ဆိုတဲ့သဘောကျွန်တော်ညီမောင်မှာတော့အဲ့ဒါကျွန်တော်ပတ္တနာတော်ဆူတောင်းတာအစည်းအဝေးဆုံးသက်ဆူတောင်းတာလောက်နေပြီးမနေနဲ့တကယ်တော့ပတ္တနာတော်ရဲ့ဆူတောင်းခြင်းအဓိပ္ပာယ်ကအများကြီးဒါကျွန်တော်အတူချုပ်တာဒါတော့နှစ်ပိုင်းခွဲတာဒါတကယ်ကျွန်တော်တို့ study လုပ်ရင်ဒါတစ်ပတ်လောက်ကြာတာအသေးစိတ်ဆိုရင်เนาะကျွန်တော်ဒါလေးအားပေးခြင်းနဲ့ဒီနေ့ပတ္တနာတော်အပိုင်းနှစ်ကကျွန်တော်သက်တာနဲ့မှာပတ္တနာတော်နောက်ပိုင်းဆူတောင်းရင်နဲ့ပို့ပြီးတော့ဒါပဲဘုရားသခင်ဖွင့်ပြခြင်းခံစားရပါစေရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေ